กุมสองกุลกุมงาจินโจมินำนีคอมปีเมละเกียมโจมิเบียกินเปียเฟบรุรีสอมนี้ตัวลินสอมทุมกุมินกะฮาวฮี65နှစ်ပြည့်ဇိုမီအမျိုးသားနေ့အခမ်းအနားမဲလာစခန်ထိုင်းနိုင်ငံဇိုမီဖျားကြောင်းနဲ့ဖွင့်လှစ်ကြောင်းကျွမ်းများအပ်ပါသည်အစီအစဉ်9ရက်မတက်ရက်ပြီးဇိုမီနိုင်ငံတော်တချင်းကြီးဆိုပြီးဇိုမီအမျိုးသားအလံတော်နဲ့တကွဇိုမီအမျိုးသားခေါင်းဆောင်များကြီးများအား3မိနစ်ခန့်ငြိမ်သက်စွာအလေးပြုရန်ကျွမ်းရတဲ့အပိပြအားမျိုးကိုဖိတ်ခေါ်အပ်ပါတယ်บราคาสอมนีดีตุลีและสอมเนี่ยทุ่มไทยกังเมลักเข้มโจมิเบียกินะปัสยานีเฮตินาดอกอิมินัมอหีโจมินัมนีบอลิงเตาปันทุพาวอซอกนาดิงองเปียนุนตำนานโกมาซาฮีสินทุพาเลอิโซกังปาสัมไอมานีตุลิเงสินทุพาลายงอยตรงตะบันเนลายเงสินทุพาเลอิโซกังปาสัมไอมานีตุลิเง16ရက်65နှစ်ပြည့်ဇိုမီအမျိုးသားနေ့ခန္ဓာအောင်မြင်စွာပြည်ဆုံးကြောင်းကြီးညာအပ်ပါသည်ခင်ဗျာဒီကနေ့ဖေဖော်ဝါရီ20ရက်2013နှစ်ပြင်ထိုင်းနိုင်ငံမဲလာခဲမှာကျွန်တော်တို့ဇုံမီဖျားကြောင်းဇုံမီအမျိုးသားနေ့65ပြည့်နှစ်ကျွန်တော်ပြုလုပ်ခဲ့ပါတယ်ဒီနေ့ကျွန်တော်တို့တပါပတိအနေနဲ့ကျွန်တော်ဇုံမီမျိုးသားထိုင်းနိုင်ငံခေါင်းဆောင်အနေနဲ့ကျွန်တော်ရောက်တာကတော့ဒီနေ့ကျွန်တော်ဇုံမီအမျိုးသားရဲ့တမိုင်းတွေကိုအာနာရှင်ဆိုရတဲ့လူတစ်ဖွဲ့တည်းဖြူဝါမျိုးဖြစ်စည်းခဲ့တော့ကြောင့်ကျွန်တော်တို့ယုံမီတွေဒီနေ့ထိနိုင်ငံသားလူခွင့်ရေးချိုးဖောက်ခါရတယ်ဆိုတဲ့အကြောင်းနဲ့ကျွန်တော်တို့တမိုင်းရှိတဲ့1948ဖေဖော်ဝါရီလ20ရက်နေ့ကိုလူထု9000ကိုလိုနီအစိုးရအင်္ဂလိပ်တွေရဲ့ဥပဒေကိုဖျက်သိမ်းပြီးဒီမိုစီနဲ့တွားမယ်ဆိုတဘောတူငယ်9000နိဗ္ဗာန်တဘောတူညီချက်ကိုကျွန်တော်တို့ဒီနေ့လေးစားတဲ့အနေနဲ့ပြီးတော့1953ခုနှစ်ပြည်လုံးဆိုင်ရာအမျိုးသားကိုစားပြုတော့ဇုံမီနဲ့ချင်းအဖွဲ့ချုပ်ဇုံမီဘပ်တီကွန်ဗင်းရှင်း ZPC ကိုကျွန်တော်လေးစားတဲ့အနေနဲ့ပြီးတော့ဒီနေ့1990ခုနှစ်ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင်ဇုံမီအမျိုးသားကွန်ဂရက်ပါတီဇုံမီအမျိုးသားလူထုမှထောက်ခံတဲ့လူထုကိုလေးစားတဲ့အနေနဲ့ကျွန်တော်ဒီနေ့OTV ကျွန်တော်တို့ယုံမီအမျိုးသားနေ့ကိုပြုလုပ်တာဖြစ်ပါတယ်အားလုံးပဲကြည်ဥတင်တယ်ပြီးတော့ကျွန်တော်တို့အာနာရှင်အစိုးရတမိုင်းကိုကျွန်တော်တို့လုံးဝလေးမစားပါဘူးကျွန်တော်ယုံမီတမိုင်းကိုယုံမီပဲပြတ်ထမ်းတယ်ယုံမီရဲ့အနာဂတ်ယုံမီပဲကျွန်တော်တို့လူထုပေါ်အနေကျွန်တော်တို့တဘောတူငင်ချက်ယူမယ်ဒီမိုကရေစီနဲ့တွားမယ်ဆိုတဲ့ကျွန်တော်ဦးတည်ချက်ယုံမီရဲ့စိတ်ဓာတ်ယုံမီရဲ့ယာတိတို့ယာတိမှန်ကိုကျွန်တော်ဖော်ထုတ်နိုင်ရဲ့အတွက်မျိုးစစ်လူငယ်တွေကိုအားပေးကြလဲကျွန်တော်ပါတယ်အားပေးတဲ့အနေနဲ့ဒီနေ့ကျွန်တော်ယုံမီအမျိုးသားနှစ်ကိုကျွန်တော်တို့ဒီနေ့ပြုလုပ်တာဖြစ်ပါတယ်အားလုံးပဲကြည်ယူတင်ပါတယ်